မင်္ဂလေးတယောက်ဟာထူးဆန်းတဲ့ကြောက်မျက်လုံးတစ်လုံးကိုတွေ့ရှိခဲ့ပြီးဆက်စုချင်းစိတ်နဲ့အဲ့ဒါကိုကြောက်ရွံ့ထုရဲ့မျက်လုံးအိမ်ထဲကိုထည့်လိုက်ပါတယ်အဲ့ဒီနောက်ချက်ချင်းဆိုသလိုပဲကြောက်ရွံ့ထုရဲ့ပါးစက်ထဲကနေတစ်ကိုင်းပုံတနံပိုးကောင်တစ်ကောင်ပြေးထွက်လာပါတယ်ထိုပိုးကောင်ဟာမင်္ဂလေးရဲ့ဘေးနားမှာပဲဆက်ရှိနေခဲ့ပါတယ်အဲ့ဒီညမှာတော့ပိုးကောင်ဟာအိုလီယာရဲ့အခန်းထဲကိုတိတ်ဆိတ်ခိုးဝင်သွားပြီးနတ်သမီးလေးတစ်ပါးဖြစ်ပြောင်းလဲသွားပါတယ်အဲ့ဒီနောက်မှာအိုလီယာဟာနတ်သမီးလေးနောက်ကိုလိုက်သွားရင်းကြောက်တုံးဝင်းကပါတစ်ခုစီရောက်သွားခဲ့ပါတယ်ဝင်းကပါတဲ့ကရေကန်ထဲမှာစိတ်တစ်ပိုင်းလူတစ်ပိုင်းတက်တော်တစ်ကောင်ပေါ်လာပြီးသူကအိုလီယာကိုသူမဟာအတိတ်ဘဝတုန်းကမြေအောင်နိုင်ငံတော်ရဲ့မင်းသမီးတစ်ပါးဖြစ်ခဲ့တယ်လို့ပြောပြပါတယ်။သူမအနေနဲ့တာဝန်၃ခုကိုပြီးမြောက်အောင်ထမ်းဆောင်နိုင်မယ်ဆိုရင်အဲ့ဒီနိုင်ငံတော်ကိုပြန်သွားပြီးရာဇပလင်ကိုဆက်ခံနိုင်မှာဖြစ်ပါတယ်။အဲ့ဒီနောက်မှာတော့ဗန်ဟာသတ်မှတ်ထားတဲ့တာဝန်တွေကိုရေးသားထားတဲ့စာအုပ်တအုပ်နဲ့မော်ကြောက်ခဲ၃တုံးကိုအိုလီယာထံပေးအပ်လိုက်ပါတယ်နောက်ရက်မှာတော့စာအုပ်ထဲကလက်ညွန်ချက်အတိုင်းအိုလီယာဟာ6သွေးဆွေးမိနေတဲ့တစ်ပင်ကြီးတစ်ပင်ကိုလိုက်ရှာပါတော့တယ်။အဲ့ဒီတစ်ခေါင်းထဲမှာတော့ဖားပြုတ်ကြီးတစ်ကောင်နေထိုင်ပါတယ်။အဲ့ဒီဖားပြုတ်ကြီးရဲ့ပါးစက်ထဲကိုမော်ကြောက်ခဲ၃တုံးကျွေးလိုက်ုံနဲ့သူကရွှေတော်တစ်ချောင်းကိုထွေးထုတ်ပေးမှဖြစ်ပြီးအဲ့ဒီတော့ကိုရအောင်ယူဖို့ကသူမရဲ့ပထမဆုံးတာဝန်ဖြစ်ပါတယ်။အိုလီယာဟာလက်ညွန်ချက်အတိုင်းတစ်ပင်ကြီးကိုရှာဖွေတွေ့ရှိခဲ့ပြီးအထဲကိုတွားဝင်ရောက်ခဲ့ပါတယ်။တစ်ခေါင်းထဲမှာထူးဆန်းတဲ့ပိုးမွားတွေပြည့်နေပြီးအထဲနှစ်ပိုင်းမှာဖားပြုတ်ကြီးတစ်ကောင်တကယ်ပဲရှိနေတာကိုတွေ့လိုက်ရပါတယ်။ဖားပြုတ်ကြီးကအိုလီယာကိုကြည့်ပြီးဟင်းဟောက်လိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲအိုလီယာမျက်နှာပေါ်ကိုပိုးကောင်လေးတစ်ကောင်တွားတက်လာတာကြောင့်ဖားပြုတ်ကြီးဟာသူ့ရဲ့ရှာရွှေကြီးကိုချက်ချင်းဆန့်ထုတ်ပြီးအဲ့ဒီပိုးကောင်ကိုပါးစက်ထဲတုပ်သွင်းလိုက်ပါတယ်။ဒါကိုမြင်လိုက်ရတဲ့အိုလီယာဟာမော်ကြောက်ခဲ၃တုံးကိုပိုးကောင်တစ်ကောင်နဲ့ရောနှောပြီးဖားပြုတ်ကြီးစီကမ်းပေးလိုက်ပါတယ်။ဖားပြုတ်ကြီးဟာပိုးကောင်နဲ့ကြောက်ခဲတွေကိုအကုန်လုံးမျိုးချလိုက်ပြီးတဲ့နောက်ချက်ချင်းဆိုသလိုပဲနေမကောင်းဖြစ်ကသူ့ရဲ့ဗိုက်ထဲကအရာအလုံးကိုအန်ထုတ်လိုက်ပါတော့တယ်။အဲ့ဒီအန်ဖက်တွေထဲမှာရွှေတော့လဲပါလာခဲ့ပါတယ်ရွှေတော့ကိုအောင်မြင်စွာရရှိပြီးနောက်အိုလီယာဟာပန်ကိုချက်ချင်းပဲသွားရှာပါတယ်။ပန်ကသူမကိုမြေဖြူခဲတစ်ခဲပေးလိုက်ပြီးအဲ့ဒီမြေဖြူနဲ့တကားတစ်ချက်ဆွဲလိုက်ုံနဲ့မြေအောက်စားတော့ပွဲခန့်မစီကိုရောက်ရှိနိုင်မှာဖြစ်ကြောင်းရှင်းပြပါတယ်။သူမရဲ့ဒုတိယမြောက်တာဝန်ကတော့အဲ့ဒီမှာဝတ်ထားတဲ့ရွှေသားမြောင်ကိုပြန်လည်ယူဆောင်ဖို့ဖြစ်ပါတယ်။အိုလီယာဒီဒုတိယတာဝန်ကိုအောင်မြင်အောင်ကူညီဖို့အတွက်ပန်ကသူမကိုနတ်သမီးလေး၃ပါးလဲထည့်ပေးလိုက်ပေမဲ့မြေအောက်စားတော့ပွဲခန့်မထဲကအစားအစာတွေကိုဘလို့ခြေနေမျိုးမှမဆိုမစားဖို့ကိုတော့အိုလီယာကိုပြက်ပြက်သားသားတတိပေးလိုက်ပါတယ်။အိုလီယာဟာနယံပေါ်မှာမြေဖြူနဲ့တကားတစ်ချက်ဆွဲလိုက်တဲ့အခါတကားရဲ့နောက်ွယ်မှာမြေအောက်စားတော့ပွဲခန့်မကြီးတကယ်ပဲရှိနေပါတယ်။ရှီလျားတဲ့စားပွဲကြီးပေါ်မှာလက်ဆက်တဲ့တတိဝလံတွေပုံနေအောင်ရှိနေပြီးခမ်းမရဲ့အလဲဘိုမှာတော့မျက်လုံးမပါတဲ့ဖြူဖြော့ဖြော့လူသားပုံစံတက်တော်ဆိုးကြီးတစ်ကောင်ထိုင်နေပါတယ်။အိုလီယာဟာနတ်သမီး၃ပါးကိုလွတ်လိုက်ပြီးသူတို့ကရွှေသားမြောင်ထိတ်ထားတဲ့တစ်တာကိုအမြင်ပဲရှာဖွေတွေ့ရှိခဲ့ကြပါတယ်။သူမဟာရွှေတော်နဲ့တစ်တာကိုဖွင့်ပြီးရွှေသားမြောင်ကိုအောင်မြင်စွာယူဆောင်နိုင်ခဲ့ပါတယ်။ဒါပေမဲ့အပြန်လမ်းမှာတစ်တီးတွေအပြည့်နဲ့စားပွဲကြီးကိုကြည့်ပြီးအိုလီယာဟာတကယ်ပဲမအောင်နိုင်ဖြစ်သွားခဲ့ပါတယ်။သူမဟာနတ်သမီးလေးတွေရဲ့တားမြစ်ချက်ကိုလစ်လျူရှုပြီးစပစ်တီးတစ်လုံးကိုခိုးစားမိလိုက်ပါတယ်။အဲ့ဒီတတော်ဆိုးကြီးကသူခိုးကိုရှာဖို့အတွက်ထည့်လိုက်ပြီဆိုတာကိုသူမသိခဲ့ပါဘူး။အိုလီယာကိုကာကွယ်ဖို့အတွက်နတ်သမီးလေးနှစ်ပါးဟာအဲ့ဒီတတော်ဆိုးကြီးရဲ့ဝါမျိုးချင်းကိုခံလိုက်ရပါတယ်။အိုလီယာဟာတကားစီကိုချက်ချင်းပြေးသွားခဲ့ပေမဲ့တကားကပိတ်သွားခဲ့ပါပြီးသူမဟာနောက်ထပ်တကားတစ်ချာအဆွဲဖို့စ조사ခဲ့ပေမဲ့မြေဖြူခဲကျိုးသွားခဲ့ပါတယ်။အရေးကြီးတဲ့အကြက်တဲချိန်မှာပဲသူမဟာမျက်နှာချက်ပေါ်ကတကားတစ်ချက်ကိုအမြန်ဆွဲလိုက်ပြီးအပေါ်ကိုတွားတကာတတော်ဆိုးကြီးရဲ့လိုက်လက်ဖမ်းဆီးမှုကနေအောင်မြင်စွာထွက်ပြေးလွတ်မြောက်သွားခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့ပန်ကအိုလီယာကိုနောက်ဆုံးတာဝန်ကိုပြောပြပါတယ်။အဲ့ဒါကတော့သူမရဲ့မွေးကင်းဆက်မောင်လေးကိုကြောက်တုံးဝင်းကပါစီခေါ်ဆောင်လာဖို့ဖြစ်ပါတယ်။အချိန်ချင်းတွေဝေတုံဆိုင်ပြီးနောက်အိုလီယာဟာမောင်လေးကိုခေါ်လာခဲ့ပေမဲ့ပန်ကရွှေသားမြောင်ကိုထုတ်ပြီးကလေးစီကနေသွေးနှစ်ဆက်ထုတ်ယူဖို့စ조사ပါတော့တယ်။ဒါကိုမြင်တဲ့အခါအိုလီယာကပြက်ပြက်သားသားညှင်းဆိုလိုက်ပါတယ်။သူမရဲ့မောင်လေးထိခိုက်နာခြင်းမှာကိုခွင့်ပြုမဲ့အစားမင်းသမီးစင်တန်းကိုပဲဆုံးလွတ်လိုက်ပါတော့မယ်လို့ဆုံးဖြတ်ခဲ့ပါတယ်။အိုလီယာမျက်လုံးပြန်ပွင့်လာတဲ့အချိန်မှာတော့ဇက်ဝင်ခန်းကပြောင်းလဲသွားပြီးသူမဟာမြေအောက်နိုင်ငံတော်ထဲကိုရောက်ရှိနေပါပြီ။ဖရင်ကြီးကသူမကိုပြောတာကတော့သူမဟာမှန်ကန်တဲ့ရွေးချယ်မှုကိုပြုလုပ်ခဲ့ပြီးအပြစ်မဲ့တဲ့သူကိုကာကွယ်ဖို့အတွက်မိမိကိုစွန့်လွတ်နစ်နာခံဝန်တာကြောင့်အခုလိုဒီနိုင်ငံတော်ကိုပြန်လာနိုင်ပြီးနိုင်ငံရဲ့မင်းသမီးဖြစ်လာရတာလို့ပြောဆိုပါတယ်။